Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ blog ပဲပေးပြရတဲ့ channel လေးပါလေခင်ဗျာအခုခီးရောက်လျှောက်သွားနေရင်လည်း blog လေးပေးပြရတယ်တအားကြပြီပေါ့နော်ဒီတစ်ခေါက်တော့အားလုံးတော်တော်များများသိကျင်နေတဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကဲလို့ဗီယက်နမ်နိုင်ငံလို့လာလည်ဖို့အတွက်အစီအစဉ်ရှိရဆိုရင်တော့အခုဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်တော့ဖို့အတွက်ခေါင်းကတော့အကြံပေးပါတယ်ကဲလို့ကိုကဗီယက်နမ်နိုင်ငံကိုလာလည်ဖို့အစီအစဉ်ရှိရဆိုရင်တော့ပြည်နေရာလေးလဲမလဲဆိုတာကိုအရင်ဆုံးဆုံးဖြတ်ဖို့လိုပါတယ်ခင်ဗျာဗီယက်နမ်နိုင်ငံမှာအပိုင်းကြီး၃ပိုင်းရှိရပေါ့နော်အဲ့အပိုင်းကြီး၃ပိုင်းကတော့ပထမမြို့ကတော့တောင်ပိုင်းမြို့ဖြစ်တဲ့ဟိုချီမင်းစီးတီးဒုတိယမြို့ဖြစ်တဲ့ဒါနန်စီးတီးတတိယမြို့ဖြစ်တဲ့ဟန်နွိုင်းစီးတီးဆိုပြီးတော့မြို့ကြီး၃မြို့ရှိပါတယ်ခင်ဗျာအတောင်ပိုင်းဖြစ်တဲ့ဟိုချီမင်းစီးတီးကတော့သူကမြို့ကြီးပြကြီးပေါ့နော်ဒုတိယဘန်ကောက်လို့လည်းပြောလို့ရတယ်တကယ်လို့ကိုကဒီ City Vibe ကိုကြိုက်တယ်ဆိုရင်တော့ဒီဗီယက်နမ်တောင်ပိုင်းဖြစ်တဲ့ဟိုချီမင်းကိုလဲဖို့အတွက်ကိုကတော့အကြံပေးပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့ဗီယက်နမ်နိုင်ငံအလဲပိုင်းဖြစ်တဲ့ဒါနန်မြို့ပဲဖြစ်ပါတယ်ခင်ဗျာသူကတော့ကမ်းခြေမြို့လေးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုကကမ်းခြေ Vibe ကိုကြိုက်တယ်ဆိုရင်တော့အလဲပိုင်းဖြစ်တဲ့ဒါနန်မြို့လေးကိုသွားလဲဖို့အတွက်ခွန်အကြံပေးပါတယ်ဒါနန်မြို့လေးမှာဆိုရင်တော့လေဆာပတ်စီကနောက်ထပ်သူ့ရဲ့မြို့နားမှာအနီးနားပေါ့နော်မြို့လေး2မြို့ရှိတယ်အဲ့ဒီမြို့လေးကတော့ဟွေအန်းဆိုတဲ့မြို့လေးရဲ့နောက်တစ်ခုကကျတော့ဟွေဆိုတဲ့မြို့လေးတစ်မြို့ရဲ့မြို့ဟောင်းလေး2မြို့ရှိရပေါ့နော်အဲ့ဒီမြို့လေးတွေကိုလည်းလဲပတ်လို့ရပါသေးရဲ့နောက်တစ်ခုကကျတော့ဒါနန်ကိုအဓိကသွားလဲကျင်ကြတဲ့အကြောင်းရင်းကတော့လဝါးကြီးတရားရှိတဲ့ဒီဘာနာဟီးဆိုတဲ့နေရာကြီးပေါ့နော်အဲ့တော့အဲ့နေရာကိုလည်းသွားလဲလို့ရပါသေးတယ်ခင်ဗျာနောက်ဆုံးကျန်တဲ့မြို့လေးကတော့ဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်းမြို့ဖြစ်တဲ့ဟန်နွိုင်းမြို့လေးပဲဖြစ်ပါတယ်ခင်ဗျာအခုကတော့ခွန်းကတော့တောင်ပေါ်ဒေသလေးဖြစ်တဲ့ဆာပါမြို့လေးကနေပြီးတော့ဟန်နွိုင်းမြို့ကိုခွန်းကတော့ယထာစီးပြီးပြန်နေရပဲဖြစ်ပါတယ်အဲ့ဒီတော့တော်တော်များများအလဲများတယ်ဒီအလဲပိုင်းနဲ့မြောက်ပိုင်းအကြောင်းလေးကိုခွန်းကနည်းနည်းလေးခွန်းတီးသလောက် share လုပ်ပေးမယ်နော်အဲ့ဒီတော့ကိုကအရင်ဆုံးလာလဲတော့မယ်ဆိုရင်တောင်ပိုင်းကိုလဲမလားမြောက်ပိုင်းကိုလဲမလားဆိုတာတော့ခုနရှင်းပြရတော့ဆိုရင်တော့ဒါဆိုခွဲလို့ရပါပြီကမ်းခြေဘိုက်ကိုကြိုက်တယ်ပြီးတော့ခုနလဝါးကြီးရှိရဲ့တရားနေရာရှိတယ်ဘာနာဟီးရဲ့သွားလဲခြင်းလဲဆိုရင်တော့ဒီဥစ္စာကဗီယက်နမ်နိုင်ငံရဲ့အလဲပိုင်းဒါနန်မြို့ဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကိုကဒီဒုတိယဆွစ်ဇာလန်လို့ခေါ်ကြတယ်ပေါ့နော်တော်တော်များများကအဲ့ဒီမြို့လေးကတော့ဆာပါမြို့လေးဖြစ်ပါတယ်ဒီဆာပါမြို့လေးကိုသွားလဲခြင်းလဲဆိုရင်တော့ဒါဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်းဖြစ်တဲ့ဟန်နွိုင်းကိုလာလဲရမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ခုနေတဲ့ဒီဟန်နွိုင်းမြို့လေးမှာဆိုရင်လေဆာပတ်စီရတယ်ဘယ်နေရာရှိလဲဆိုရင်ဆာပါမြို့လေးရှိပါတယ်ခင်ဗျာဆာပါမြို့လေးကလဲပတ်လို့အရန်ကောင်းပြီးတော့ဒုတိယဆွစ်ဇာလန်လို့လည်းခေါ်ကြပါတယ်ဒီမြို့လေးကိုလဲမယ်ဆိုရင်တော့အနည်းဆုံးကတော့အကြံပေးပါတယ်2ညအိတ်3ရက်$ကောင်း3ညအိတ်4ရက်$ကောင်းလဲပတ်မှသာနေရာဆိုရောက်မှာပါခင်ဗျာဟန်နွိုင်းမြို့လေးကနေပြီးတော့ဆာပါမြို့လေးကိုအခုခွန်းစီးသလိုမျိုးရထား$ကောင်းဒါမှမဟုတ်ဘူးဆိုရင်စလီပါဘတ်$ကောင်းစီးပြီးတော့သွားလို့ရပါတယ်ခင်ဗျာတကယ်လို့ကိုကခွန်းအခုစီးသလိုမျိုးရထားစီးပြီးတော့သွားရတဲ့ bike ကိုလိုချင်တယ်ဆိုရင်တော့ခွန်းကတော့ဟန်နွိုင်းနဲ့ဆာပါကိုသွားတဲ့အချိန်မှာတော့ညကားစီးပြီးသွားပြီးတော့မှဆာပါကနေပြီးတော့မှဟန်နွိုင်းကိုပြန်လာတဲ့အခါကျရင်တော့ဒီရထားလေးစီးပြီးပြန်လာလို့ရပါတယ်ခင်ဗျာခွန်းကတော့ဒီဆာပါကနေပြီးတော့ဟန်နွိုင်းကိုပြန်လာတဲ့အချိန်ကိုရထားစီးပြီးပြန်လာတာကိုခွန်းကတော့ပို့ပြီးတော့သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်ခွန်းတို့ကဒီညဘက်ဆိုရင်ဟန်နွိုင်းမြို့ကနေပြီးညကားစီးပြီးတော့ဆာပါမြို့လေးကိုသွားလို့ရတယ်သွားပြီးတော့ဟိုမနက်မိုးလေးဆာပါကိုရောက်သွားပြီဆိုတာနဲ့ခွန်းတို့ဆာပါမှာရှောက်လေလို့ရပြီပေါ့နော်တခါတည်းပေါ့နော်ပြီးသွားရင်ဆာပါနေပြီးတော့ခွန်းတို့ဒီဟန်နွိုင်းမြို့ပြန်လာတဲ့အခါကျရင်လည်းအခုလိုမျိုးအချိန်ပို့ပေးနိုင်ရလို့ဆိုရင်တော့နေ့နဲ့ရထားစီတကယ်လို့ကိုကအချိန်တအားကြီးမပေးနိုင်ဘူးဆိုရင်တော့ညရထားစီပြန်လာလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ဟာလောင်းမေးဆိုရင်လေသူက1 day trip သွားလို့ရတယ်လို့တညအိတ်လည်းနေလို့ရတယ်2ညအိတ်လည်းနေလို့ရပါတယ်ခင်ဗျာဒါပေမဲ့1 day trip သွားတာနဲ့တင်ဟာလောင်းမေးဆိုတဲ့နေရာလေးကလုံလောက်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့နင်ဘယ်ဆိုတဲ့မြို့လေးပါခင်ဗျာနင်ဘယ်ဆိုတဲ့မြို့လေးကလည်းဒီလိုပါပဲ1 day trip သွားလို့ရပါတယ်ခင်ဗျာ1 day trip သွားမယ်ဆိုရင်တော့လုံလောက်တယ်လို့ခွန်းကတော့ခံစားရတယ်တကယ်လို့ကိုကဒီနင်ဘယ်မြို့လေးကိုသဘောကျတယ်ဒီတောင်မြို့လေးဒီတောင်နေအများကြီးကာယံထားတဲ့မြို့လေးကိုသဘောကျလို့အဲ့မြို့လေးမှာကြာနေကျင်တယ်ဆိုရင်လည်းတညအိတ်2ရက်2ညအိတ်3ရက်နေလို့ရပါသေးတယ်ခင်ဗျာဒါပေမဲ့အခုတော်များများကတော့1 day trip ပေါ့နော် ticket ဝယ်ပြီးတော့1 day trip package နဲ့သွားကြတာများပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဟာဂျန်လို့ခေါ်တဲ့ဟာဂျန်တောင်ပေါ်မြို့လေးပေါ့နော်ဒီမြို့လေးကိုသွားမယ်ဆိုရင်တော့2ညအိတ်3ရက်3ညအိတ်2ရက်ပြီးရင်3ညအိတ်4ရက်ဆိုပြီးတော့အစား package တွေအများကြီးရှိပါတယ်ခင်ဗျာအဲ့တော့ကိုကအချိန်ဘယ်လောက်ရလဲပေါ့မူတည်ပြီးတော့ဘယ်ညအိတ်ဘယ်ညခီးသွားမလဲဆိုတာကတော့ဒါကိုအပေါ်မူတည်ရပေါ့နော်အဲ့ဒီတော့ကိုက City Vibe ကိုသဘောကျတယ်ဆိုရင်တော့ဗီယက်နမ်နိုင်ငံတောင်ပိုင်းဟိုချီမင်းစီးတီးကိုသွားပါခင်ဗျာတကယ်လို့ကိုကကမ်းခြေဘိုက်ကိုသဘောကျတယ်ဆိုရင်တော့အလဲပိုင်းဖြစ်တဲ့ဒါနန်စီးတီးကိုသွားဖို့တက်ခွန်းကတော့အကြံပေးပါတယ်ကိုကအေးချမ်းပြီးတော့ရတူတူအေးလေးနဲ့တော်တဘာဝကိုသဘောကျတယ်ဆိုရင်တော့ခွန်းအခုနေတဲ့ဟန်နန်မြို့လေးကိုလာခင်ကိုတက်ခွန်းကတော့ဖြစ်တော်ပါတယ်ခင်ဗျာဒါလို့ဆိုရင်တော့ဗီယက်နမ်နိုင်ငံကိုလာလည်ဖို့အတွက်ကိုကဘယ်မြို့ကိုရွေးလို့ရွေးရမှန်းမသိဖြစ်နေတဲ့သူတွေအတွက်တော့ဒီ vlog လေးကအရင်တုံးလို့လို့ခွန်းတော့တင်ပါတယ်ခင်ဗျာအဲ့တော့နောက် vlog လေးမှာဆိုရင်လည်းအားလုံးအတွက်တိကောင်းစရာအကြောင်းအရာလေးတွေနဲ့ခုပြလာခဲ့ပါဦးမယ်ခင်ဗျာတတာ